ကျမရဲ့နာမည်ကတော့ချစ်ချစ်ဖြစ်ပါတယ်။မင်္ဂလာပါတန်းမြတ်နေရပါ။သာသက9နှစ်အတန်းအခုနှစ်တန်းခွဲခဲ့ရမှာလို့သိလိုက်ရတဲ့အချိန်မှာပြောတယ် ပြောတယ်စိတ်ရပူတယ်ပေါ့နော်လာခွဲစိတ်လိုက်ကောင်းမယ်ဆိုတာကိုသိတယ်နော်အားကြောင့်မို့အရန်ပြောပါတယ်အခက်အခဲဆိုတာတော့မရှိဘူးပေါ့နော်အကုန်လုံးသူတို့ကအဆင်ပြေအောင်လုပ်ပေးထားတဲ့အတွက်သွားရတဲ့နေ့ဆေးရုံတစ်ခါတည်းတန်းသွားတယ်သွားပြီးတော့သူတို့ကခွဲစိတ်ဖို့တစ်ခါတည်းပြောတယ်ပေါ့နော်ဆရာဝန်ကြီးကတစ်ခါတည်းပြောပြီးတော့မနေ့လောက်ကိုခွဲစိတ်မယ်လို့သူတို့ကပြောတယ်အညာဘက်ကဆေးရုံမှာခလေးကိုထားခဲ့တယ်ခလေးခွဲစိတ်ပြီးဘာဖြစ်နိုင်လဲဘယ်လိုဖြစ်နိုင်လဲဆိုတာကိုသူတို့ကရှင်းပြသူတို့ကသဘောတူတဲ့ခါကျတော့လက်မှတ်ထိုးခိုင်းတယ်ကြောက်တယ်ဒါနဲ့ခွဲခဲ့ရတဲ့ရောအဲ့စင်လို့ပြည့်ညနေမိတ်ဟာတတိယကိုဘာမှမသိဘာမှမကြည့်မြည်လိုက်မဝဲရသေးလားတုံးရဲ့မနာဝဲတော့ထုံးနေတင်းနေလောက်ငါနာဆေးရုံကမနေ့တစ်ခါညနေတစ်ခါတော့ခွဲစိတ်ပြီးတော့ခလေးနဲ့ကတော့စကားပြောလို့မရဘူးပေါ့နောက်တစ်နေ့တော့ပြောလို့ရတယ်လူစားနေတဲ့ဟာကိုကြွေးလို့ရတယ်အကုန်ကြည့်တယ်ဒီကအရေးမပန်ပြီးတော့လူစားနိုင်တဲ့လောက်ကိုကြွေးလို့ရတယ်လို့ပြောတယ်ဒီကဒီရဘာသာတရားပြောပြမယ်ဒီလိုမကြောက်ခွာချင်တော့စာရတောင်းရကြီးပြတယ်ကြီးစားလို့အစားဆိုရင်သူရဲ့နှလုံးကုန်တော့ကပန်ကြရတယ်ပေါ့နော်ခွဲစိတ်ပြီးသွားတဲ့ခါကျတော့မကြားတော့ဘူးသူကတော့ပြောတယ်အရင်ထက်အများကြီးတက်တာရကောင်းတယ်လို့ပြောတယ်ရောက်သွားတယ်ဆိုတော့ခြားရကကြီးဆိုင်တယ်အကုန်လုံးလည်းကောင်းအောင်လုပ်ပြီးတယ်ခလေးတို့ကလည်းစိတ်ချတယ်ဘောလုံးကန်တော်ဝါသနာပိုင်းတော့ဘူးချန်ဆရာဝန်လည်းဖြစ်ရှင်တားလူမျိုးဖြစ်တဲ့လူတွေလည်းပြန်ကူပြီးလို့ရတယ်ကိုများရင်ကိုပေါ့ပြန်ကူလို့အခုပြန်ရောက်သွားရင်အကြောင်းမှန်လည်းတက်လို့ရပြီစားလည်းတူလာလို့ရသူဖြစ်စေချင်တဲ့ဟာတော့အကောင်းဆုံးဖြစ်အောင်လုပ်ပြီးမယ်လို့စိတ်ကူးထားပါကူညီပေးတဲ့လူအားလုံးကျေးဇူးတင်ပါတယ်ကူညီပေးတဲ့ဆရာဝန်တွေအများကြီးကျေးဇူးတင်ကိုရီးယားခွဲစိတ်ပေးတဲ့အလူရှင်ဆရာမတွေကူညီပေးတဲ့အကုန်လုံးဆရာမတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်